အားလုံးမင်္ဂလာပါဒီနေ့ဆရာကတော့ဒီ Creative Physics Chapter 5 Heat Transfer and Thermodynamics ရဲ့အခန်းနဲ့ပတ်သက်ပြီးတော့တမန်တန်တွေကိုရှင်းလင်းပြောသားပေးမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ heat လို့ပြောရတဲ့အတွက်ကြောင့်ဒါအပူတွေနဲ့ပတ်သက်တဲ့အခန်းပေါ့နော်ဒါအပူချိန်တွေအပူတွေနဲ့ပတ်သက်တဲ့အခန်းပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ heat ဆိုတာကလည်းသူကလည်း energy တစ်မျိုးဖြစ်တယ်ပေါ့နော် energy ပုံစံတစ်မျိုးဖြစ်တယ်ပြီးရင်နောက်တစ်ခုကဒီ number 2မှာဆို Transfer and Thermodynamics ဆိုတာက two complementary branches of scienceသိပ္ပံပညာရဲ့ဒီပေါ့နော်သူကဘယ်လိုဆို complementary ဖြစ်တယ်ဆိုတာဒီဖြည့်ဆွတ်ပေးနေတာတစ်ခုနဲ့တစ်ခုဖြည့်ဆွတ်ပေးနေတဲ့branches တွေအခွဲတွေဖြစ်တယ်ပေါ့နော် thermodynamics ဆိုတာ equilibrium state တွေနဲ့ဆက်သွယ်နေတယ် temperature difference ဆိုတာကဒီအပူကူးပြောင်းခြင်းအတွက်အခြေခံလိုအပ်ချက်တစ်ခုဖြစ်တယ်အပူကူးနည်းက၃မျိုးရှိတယ် heat conduction heat convection and heat radiation အပူရှောက်ကူးခြင်းအပူစီးကူးခြင်းအပူဖြာကူးခြင်းဆိုတဲ့ပုံစံမျိုးပြောနေတာပေါ့နော်ဆိုတော့ heat conduction ဆိုရင် solid တွေမှာပဲအပူကူးပြောင်းနေဒါတွေကတိကျမှတ်ထားရမယ်ပေါ့6ခွန်8ကတိကျမှတ်ပေါ့နော် heat conduction ဆိုတာ solid တွေမှာပဲအပူကူးပြောင်းတာ convection ဆိုတာကကြတော့ fluid တွေဖြစ်တယ်တနည်းအားဖြင့်ဆို gas တွေနဲ့ liquid တွေမှာဆိုရင် heat convection ဖြစ်တယ်ဒါက heat conduction မှာဆိုရင်ဂျားကန်တွေကကိုယ်တိုင်ရွှေ့တယ် heat convection မှာဆိုရင် heat conduction မှာဆိုဂျားကန်တွေကကိုယ်တိုင်မရွှေ့ဘူးလို့ပြောချင်တာချင်းတယ်เนาะဒီညမှာဒါလေးနည်းနည်းလေးဒီမှာဒီဟာလေးကိုကြည့်လိုက်ရင်သိတယ်ဆိုတော့ဒီမှာ number 8မှာရယ်เนาะဒီဟာကိုကြည့်လိုက်ဒီ box ကိုကြည့်လိုက်ရင်သိတယ် heat conduction မှာဂျားကန်တွေမရွှေ့ဘူး solid မှာအပူကူးတယ် heat convection ကဂျားကန်တွေရွှေ့တယ် fluid liquid နဲ့ gas တွေမှာပဲအပူကူးပြောင်းတယ် heat radiation ကဂျားကန်တွေမလိုအပ်ဘူးသူက electromagnetic wave တွေနဲ့အပူကူးပြောင်းတယ်အဲ့ဒါဆိုခုနကဒီ train jet က number 8ကမှားနေရယ်เนาะဒီဟာလေးနဲ့ပြန်ကြည့်လိုက်ပါheat conduction ဆိုတာကဒီ cross sectional area နဲ့က directly proportional ဆက်ပြတာ heat conduction မှာ cross sectional area နဲ့ temperature difference က directly proportional heat conduction မှာ cross sectional area နဲ့ length နဲ့က inversely proportional ဖြစ်တယ်။thermal conductivity ဆိုတာကပ်ပါကိုပြောနေတာကပ်ပါဆိုတာဘာလဲဆိုတော့ the rate of heat transfer by unit area by unit temperature အဲ့ဒါပြောနေတာ။ thermal conductivity မြင့်နေဆိုရင် cold thermal conductor လို့ခေါ်တယ်ဥပမာ copper တို့ silver တို့က cold thermal conductor thermal conductivity နှိမ့်နေဆိုရင် pure thermal conductor လို့ခေါ်တယ် rubber တို့ wood တို့ styrofoam တွေပေါ့နော်။ heat convection ဆိုတာကအပူစီးကူးတာအခန်းထဲမှာမိဖို့ထားပြီးတစ်ခါလုံးပူလာရဲဆိုတာဒါလေကနေတဆင့်ကူးသွားတာဥပမာ air ကိုနေပါအေးတယ်ဆိုတာလည်းအဲ့လိုပဲအခန်းတနေရာနေပြီလို့ရှိရင်တစ်ခန်းလုံးသူကလေကနေပြီးတော့အေးဓာတ်တွေကကူးသွားတာအဲ့လိုပုံစံပြောရင်နော်ပြီး heat convection ဆိုတာ liquid နဲ့ gas တွေဖြစ်တယ်ခုနပြောတဲ့ fluid တွေမှာပဲဖြစ်တာ solid တွေမှာဖြစ်တာမရှိဘူး convection heat transfer ဆိုတာ Newton laws of cooling နဲ့လည်းသူကနည်းနည်းလေးတူတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးပြောတာက T2 ကပုံများရင် heat convection positive ဖြစ်တယ် T2 ကပိုနဲ့ heat convection negative ဖြစ်တယ်ဆိုအားလေးကြည့်ရမယ်နောက်က heat radiation မှာဆိုရင် material medium မလို့ခုနပြောဂျားကန်နဲ့မလို့လို့ပြောနေတာနော် black body ဆိုတာက electromagnetic radiation တွေကိုစုပ်ယူတယ်သူကအနက်အရာဝတ္ထုပေါ့နော်အဲ့ဒါကဒီလျှက်စစ်တန်လိုင်းတွေကိုစုပ်ယူနိုင်တယ် black body ဆိုတာ perfect absorber မဟုတ်ဘူးဆိုပေမဲ့ best emitter တော့ဟုတ်တယ် black body ရဲ့ဒီ object တွေက close to 1 တစ်နဲ့တန်ဖိုးက1ဆိုတဲ့အရာနဲ့နည်းနည်းနီးသွားဆိုရင် go absorber ကို go radiator ဖြစ်ပြီးတော့သူကတစ်အောက်ကိုငယ်သွားတယ်ဆိုရင်ပူက absorber or ပူက radiator ဖြစ်တယ်ပြီးနောက်တစ်ခုက emissivity ပေါ့ emissivity ဆိုတာဘာလဲဆို emissivity ဆိုတာက object ရဲ့ total emissive power နဲ့ object နဲ့ဒီ total emissive power of a black body တို့ရဲ့အချိုးဖြစ်တယ်နောက်က emissivity ဆိုတာက wavelength of radiation ပေါ်မှာပဲမှီခိုတယ်နောက်က thermodynamics ဆိုတာ heat and work energy ဖြစ်တယ်နော်နောက်က thermodynamic ရဲ့ example ကိုပြောပါဆိုရင် gas confined by a piston in a cylinder ထဲမှာသူကဒီဓာတ်ငွေ့တွေကိုသူကခဲတယ်ဆိုတဲ့ပုံစံမျိုးထင်တယ်เนาะအဲ့လိုပုံစံနောက်က thermal equilibrium ဆိုတာက thermodynamic တွေမှာအရေးကြီးတယ်ဒါခုနကနံပါတ်2မှာလားမသိပြောသွားတယ် thermal equilibrium မှာတော့ heat transfer ဆိုတာမရှိတော့ equilibrium မျှခြေအခြေအနေလို့ပြောရတဲ့မှာလုံးဝရှိတော့မှာမဟုတ်ဘူး zero loss of thermodynamic က simple definition of thermodynamic equilibrium အတွက် equation နဲ့ထိပ်ပဲဖွင့်ဆိုချက်ဖြစ်တယ် first law of thermodynamic မှာဆိုရင်เนาะဒါဒီဆိုရင်ကြည့်ရမှာပေါ့เนาะ30နဲ့33ဆိုရင် application of the combustion energy for heat and thermodynamic process first law of thermodynamics ဆိုတာ the change in internal energy အဲ့လေးလေတခြားအရေးကြီးရနော်internal energy အကြောင်း internal energy ကအရေးကြီးရ internal energy ဆိုတာ sum of energy နော်စွမ်းရည်တွေကိုအကုန်ပေါင်းထားတာနောက်က internal energy ဆိုတာ temperature ပေါ်မှာပဲမှီခိုတယ် internal energy က absolute temperature နဲ့ကသူက directly proportional ထားရဲ့အချိုးကြတယ်အဲ့ဆိုအချိုးကြတွေဟာကြီးတခြားမဲ့နော်ခုနကရှေ့မှာလဲ cross sectional area နဲ့ဘာနဲ့ cross sectional area ဘာနဲ့ဆိုရလဲပြောသွားရှိတယ်နောက်က thermodynamic process တွေဒါကကြအဲ့ဆိုအပေါ်က heat transfer အကြောင်းက internal energy မှာပြီးသွားပြီနောက်က thermodynamic တွေလာပြီ thermodynamic process တွေမှာဆို engineering of heat engine လို့ခေါ်တယ်မှတ်စရာက isobaric isochoric isothermic isobaric က pressure constant isochoric က volume constant isovolumetric လို့လည်းခေါ်တယ် isochoric ကိုလေ isothermic မှာ temperature constant အတိုင်းအဘက်တဲ့ process မှာ heat transfer ဆိုတာမရှိပါဘူးတဲ့ပြီးမှာ theta u အကြောင်း theta u အကြောင်း
data use ဆိုတာကဒီ change in internet energy ကိုပြောနေတာနော်သူက net heat flow နဲ့ဒီ total watt dan တွေကိုပေါ့အဲ့လိုပုံစံမျိုးသူကပြောနေတာ data use လို့ဆိုရင် net heat flow တွေကနေ total watt dan ကိုနှုတ် data use လို့ဆိုရင် Q တွေကနေ W နှုတ် isobarics မှာဆိုရင် data use တန်ဖိုးက nan 0 isochorics မှာ data use က heat flow နဲ့ညီတယ် isothermal မှာ data use တန်ဖိုးက 0နောက်က isobarics က example တွေပြောပါဆို e gas tank weight being slowly heated ဆိုကူတဖြည်းဖြည်းအပူပေးတာအေးခံတယ် confine ဘိုင်းရဲ့ piston in a cylinder ထဲမှာသူကထည့်ထားတယ်အဲ့လိုပုံစံ isochorics က example ပြောပါဆို heat dioxide gas in a rigid closed container မားပြီးတော့မှပိတ်ထားတဲ့ container ကြီးတွေထဲမှာထည့်တာခုန cylinder ကြီးမှာထည့်တာဒီကောင်က container ကြီးတွေထဲမှာထည့်တာနော် cycle ဆိုတာတနည်းအားဖြင့်ဆိုဆက်ဝန်းပေါ့နော်အဲ cycle ဆိုတာတနည်းကနေတနည်းအားပြန်စားတယ်ဆိုတော့ process တွေကိုစားတယ်ဆုံးတယ်ပြန်စားတယ်ပြန်ဆုံးတယ်အဲ့လိုပုံစံမျိုးကို cycle လို့ခေါ်တယ် cycle မှာ process 6ခုပါပြီးတော့အဲ့ထဲမှာလုံးဝမရှိမဖြစ်လိုအပ်တဲ့ cycle ဒီ4ခုရှိအဲ့4ခုကို stroke လို့ခေါ်တယ် STROKE ရဲ့ stroke လို့ခေါ်တယ်ကားနော် cycle ထဲမှာဆိုရင်လည်း full reversible process ရှိတယ်အဲ့မှာ engine တွေလာပြီဆိုတော့ engine တွေကလည်းဒါတွေကသေချာကြည့်ရမယ့်ထဲမှာပါတယ်နော်လုံးဝအရေးကြီးတယ်ပထမဆုံးကားနော် engine ကြောင့်ကားနော် engine ဆိုတာ ideal reversible cycle လို့လည်းခေါ်တယ်ကားနော် cycle လို့လည်းခေါ်တယ်နောက်ကကားနော် engine ကားနော် engine မှာဆိုတာက engine တိုင်းနဲ့စွမ်းဆောင်ရပို့ပြီးတော့ကောင်းတယ်ကားနော် engine ကပြောနေတာအကောင်းဆုံးပဲဘယ် engine ထဲမှာမဆို heat engine အပူတွေကိုထုတ်ပေးတဲ့ဒီ engine ပေါ့နော်ဆိုတော့ heat ကနေပြီး mechanical energy ကိုပြောင်းပေးတယ်ဒါဆိုရင်ဘယ်ကနေဘယ်ကိုပြောင်းနေဆိုတာမှတ်ရမယ်နောက်က heat energy heat engine မှာဆိုရင် thermal efficiency ရဲ့တန်ဖိုးပေါ့ပြောရင်တဲ့ thermal efficiency of the heat engine ရဲ့ဒီလှုပ်ဆောင်နိုင်စွမ်းဆိုလို့ရှိရင်ပြောပါဆိုရင် the ratio of work output and heat input ကိုပြောနေတာ heat ကနေ work ကိုပြောင်းပေးတဲ့ engine နှမျိုးရှိတယ်အဲ့ဒါ internal combustion engine နဲ့ steam engine ကိုပြောတာနောက်က internal combustion engine နှမျိုးရှိတယ် gasoline engine နဲ့ diesel engine ဖြစ်တယ် gasoline engine ဆိုတာက combustion ဖြစ်ရင် electric spark တွေဖြစ်လာလျှက်စစ်လိုမျိုးထပြီးတော့လေချွတ်အဲ့လိုမျိုးထပြီးတောက်တယ်ဆိုပုံစံ gasoline engine နောက်က diesel engine က 2 stroke or 4 stroke cycle လို့ခေါ်တယ် steam engine DI ဆိုကိန်းကနေတိကျမှတ် steam engine မှာဆိုရင်ရေနွေးငွေ engine ပေါ့ရေနွေးငွေ engine မှာဆိုရေနွေးငွေအပူချိန်က383 kelvin ရှိရမှာဖြစ်ပြီးတော့အခန်းပူချိန်က300 kelvin ဒါအခန်းပူချိန်တွေအကုန်လုံးကတော့300 kelvin အဲ့ဒါမှတ်ထားရေနွေးငွေဆိုရင်303 gasoline ဓာတ်ငွေဆိုရင်680 diesel ဆိုရင်803အဲ့လေးမှတ်ထားဒီ42 box တစ်ခုလုံးအရေးကြီးတယ်โอเคနောက်က43ကားနော် cycle โอเคကားနော် cycle က100ရာခိုင်နှုန်းသူက efficient ပြောနေတာဟိုဘယ်လို100ရာခိုင်နှုန်းသူကအမြဲတမ်းပြည့်ဝနေရတာမဟုတ်ဘူးဒါတော့သိလိမ့်မယ်ကားနော် theorem မှာသူ့ရဲ့ corollary ကじゃ heat reservoir တွေက equally efficient ဖြစ်နေရဆိုတာမျိုးပြောတာနောက်က stigma တန်ဖိုးနောက် stigma အဲ့တော့တကယ်တော့ဒီနေရာလေးမှာ stigma လေးရေးပြရမှာတချို့ကလည်းဒီလိုလေးရေးကြရလေးရှိတယ်နော် stigma အဲ့လို stigma တန်ဖိုးက 5.6 value တက်တော့ပါ -8 watt per meter square per Kelvin power 4ပြီးအဆိုင် unit K ရဲ့ unit တော့မဟုတ်တကယ်တော့ ကပ်ပါအသေးလေးပဲနော်ကပ်ပါဆိုတော့ကပ်ပါ unit က watt per meter per Kelvin နောက်တစ်ခါ heat flat density မှာဆိုရင် watt per meter square နော်အဲ့ heat flat density ကလည်းမေးတတ်တယ်အဲ့ဒါလေးပြင်ထားကြည့်ထားနော်နောက်က heat current နော် heat current မှာဆိုရင်သူ့ရဲ့ unit က watt ဟိုက Q က heat conversion constant ရဲ့ unit က watt per meter square per Kelvin ကဲ directly လား inversely လားအဲ့ဒါရှေ့ဟာတွေအကုန်ပြန်စုပေးထားပါเนาะဒီမှာဆိုရင် cross sectional area နဲ့ temperature နဲ့က directly proportional total emissive power နဲ့ full power absolute temperature directly proportional internal energy နဲ့ absolute temperature directly proportional ပြီးနောက်တစ်ခုက cross sectional area နဲ့ length နဲ့ inversely proportional rate of heat conduction နဲ့ thickness နဲ့ inversely proportional ဖြစ်တယ်ဆိုတော့ဒါတွေကလည်းသေချာကြည့်ရမယ်ထဲမှာပါရပေါ့နော်ပြီးနောက်က temperature gradient ဆိုတာဘာလဲတဲ့ the ratio of temperature different to the length ကိုပြောတာ heat flat density ဆိုတာ is the rate of heat flow by unit area ဒါဆိုကြည့်ရမှာ heat flat density နောက်ကကျ maximum rate of radiation ရဲ့ maximum rate တန်ဖိုးတွေကို Stephen Boltzmann law နဲ့သူကသတ်မှတ်ပေးထားတယ်ပေါ့နော်အဲ့မှာတီးဖို့ကလေ Stephen Boltzmann ဆိုတာကလေပထမဆုံးတော့ဆရာလေးတယောက်တည်းလို့ထင်တာတကယ်တော့မဟုတ် Stephen ဆိုတဲ့ဒီသိပ္ပံပညာရှင်နဲ့ Boltzmann လို့ခေါ်တဲ့သိပ္ပံပညာရှင်နှစ်ယောက်ပေါင်းပြီးမှထုတ်ပေးထားတဲ့အဲ့လို equation ပေါ့အဲ့ဒီမျိုးဖြစ်တာပါဆိုတော့ဒါလေးကမြန်မာလူလေးမှတ်တာပေါ့နော်မြန်မာလူလေးအဲ့လိုသေချာလေးမှတ်ထားမယ်ဆိုရင်တော့အဆင်ပြေလိမ့်မယ်ဆရာနောက်ထပ်ဆိုတော့နောက်ထပ်ကဆရာတို့ဒီ Fade the Black ဆက်ပြီးမှကြည့်ကြမယ်ပေါ့နော်ဆိုတော့ Fade the Black ကြည့်မယ်ဆိုတော့ပထမဆုံး he's a function of energy that can be transferred from one system to another as a result of temperature difference စွမ်းရည်ဆိုတာအပူဆိုတာစွမ်းရည်ပုံစံဖြစ်တယ်ပြီးရင်နောက်တစ်ခုက system တစ်ခုနဲ့တစ်ခုကိုကူပြောင်းနိုင်တယ်ဘာကြောင့်ကူပြောင်းနိုင်လဲဆိုရင် temperature difference ဖြစ်လာလို့ကူပြောင်းနိုင်တယ်
heat transfer ရဲ့ thermodynamics ဆိုတာ are two equivalent branches of science ခုနပြောတဲ့ complementary ဟုတ်နော် complementary branches of science thermodynamics ဆိုတာ deal with the equivalent state ဆို equilibrium state တွေနဲ့ချိတ်ဆက်နေတယ် number 4 one of the basic requirement for heat transfer is the presence of နော်ဒီ heat transfer အတွက်မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုက medium ပေါ့sorry medium of temperature difference ခုနပြောနော် temperature difference ကိုလိုအပ်တယ် number 5 there are three basic way heat transfer အပူကူပြောင်းခြင်းဒီလဲ၃ခုရှိတာ heat condension heat convection နဲ့ heat radiation အဲ့ဒါကိုပြောပါနော်ကဲနောက်က number 6 in fluid heat is mainly transfer ကဲအရေးဒီမှာဆိုရင် convection ကြောင့်မဖြစ်တာအဲကြောင့် convection solid တွေမှာဆိုလို့ရှိရင်တော့ condension အဲ့ဆို number 8ကိုရောက်သွားပြီ number 8မှာကျတော့ way to transfer radiation process လို့ပြောရအောင် electromagnetic number 9ပြီးနောက်က heat condension is one mode of energy transfer တဲ့ one mode of energy transfer ဟုတ်တယ်10the individual part of the medium does not move at a whole in heat condension ဘာဆိုလို့ရှိရင် तू ကလုံးဝမရွေ့ဘူးခြားကနေမရွေ့တာ condension ဒီမှာဆိုလို့ရှိရင် heat energy is transfer ကူပြောင်းနေ by successive distribution ဆိုတာကတဖြည်းဖြည်းပြန့်သွားတယ်ပေါ့ among the adjacent but နီးကပ်တဲ့နေရာလေးတွေကိုပဲပြန့်သွားတယ်ဆိုတော့အဟာဆိုလို့ရှိရင်လည်း heat condension က तू ကဟိုမှာထားပါတော့เนาะဒီလက်ဖိတ်ခွက်ထဲကိုဇုံလေးတစ်ချောင်းဆိုင်လိုက်မယ်ဆိုရင်အဲ့ဇုံလေးကတဖြည်းဖြည်းနဲ့ပူလာမှာအဲ့ကင်တဲ့ပေါ့เนาะဒီလက်ကင်လေးတွေပေါ့နော်ဒီအဲ့လက်ကင်လေးတွေကို तू ကရွှေရင်းငွေလေးတွေကတဖြည်းဖြည်းပူလာမှာအဲ့ဒါမျိုးအဲ့ကြောင့် heat condension လို့ခေါ်တယ် when heat is transfer via coil internally by vibrations of atoms and molecules atom molecule တွေထုတ်ပြီးတော့ atom molecule တွေအကြောင်းဖြစ်တာလေ heat condension ပဲအဲ့ကြောင့် condension မှာအဖြေကthat is coil have many free electron အများကြီးရှိနေတာကတော့ metals METLS metal multi ဒီမှာ free electron အများကြီးရှိတယ်နောက်က since the free electron can carry heat metal are generally very good conductor တဲ့နော် conductor ဆို heat တွေဖြစ်တယ်အဲဆိုအပူဆိုတာက तू က electron တွေသူ့မှာ free electron ဆိုတာကလွတ်လပ်တဲ့ electron တွေအများကြီးရှိလို့သူကအဲ့လိုရွှေ့နိုင်ပြောင်းနိုင်တာအဲကြောင့်မလို့ तू အပူစီးကူးတာဆိုအရင်မြန်တယ် now the rate of heat condension through the cross sectional area နဲ့နောက်က temperature difference နဲ့ဆိုရင် directly proportional နောက်က number 16 cross sectional area နဲ့ thickness နဲ့ဆိုလို့ရှိရင် inversely proportional ဖြစ်တယ်ဟုတ်နော်ကဲပြီးနောက်က number 19 in SI unit kappa ရဲ့တန်ဖိုးက watt per meter per Kelvin နော်ပြီးနောက်ကကြတော့ဒီ section the ratio ကွက်လက် is called temperature gradient က formula ကိုမေးတာအဲဆိုရင် T2 - T1 L အဲ့ဒါကိုပြောတာတကယ်လို့သူအဲ့လိုမမေးဘဲနဲ့နောက်ကကွက်လက်ကိုလည်းမေးနိုင်တယ် temperature gradient ကိုလည်းမေးနိုင်တယ်ရှိရနော်နောက်က for real laws of heat condension state that the rate of heat flow per unit area heat flux density is proportional is proportional အချိုးကြရပေါ့ to the magnitude of temperature gradient သူ temperature gradient နဲ့ပဲအချိုးကြတယ် in the SI unit heat flux density ရဲ့ unit watt per meter square ဟုတ်နော်နောက်က inside SI unit heat current ကwatt နဲ့တိုင်းတာတယ် number 22 the quality of material can be defined at the rate of heat transfer by unit area by unit temperature gradient အဲဆိုရင် तू က thermal conductivity ကိုပြောတာနော်22ဆိုမေးတတ်တယ်23 E high value for thermal conductivity indicate that good thermal conductor ပေါ့နော် thermal conductor ပြီးနောက်တစ်ခုကကြတော့ low value indicate that the material is a poor thermal conductor ဆို thermal insulator လို့လည်းခေါ်တယ်သူက poor thermal conductor လို့လည်းခေါ်တယ် insulator လို့လည်းခေါ်တယ်ပေါ့နော် material such as copper silver ဆိုတာ gold conductor တွေဖြစ်တယ်ပေါ့နော် electric conductor သူက gold electric conductor တွေဖြစ်တယ်လျှက်စစ်ကူးနိုင်စွမ်းရှိတဲ့ပစ္စည်းဖြစ်တယ်နောက်က material such as rubber wood and styrofoam က poor conductor ဆိုဟီသူမှာဘာ value တွေရှိတော့ဆိုဘာ value နှိမ့်လို့လဲဆိုရင်သူမှာ conductivity value ကနှိမ့်လို့နော် conductivity value ကနှိမ့်လို့သူကinsulator တွေဖြစ်တယ်တနည်းအားဖြင့်ဆို poor conductor တွေဖြစ်တယ် heat collect is the flow of heat through a fluid from place higher temperature to place of lower temperature အပေါ်ကနှိမ့်တဲ့မြင့်တဲ့နေရာနေပြီးနှိမ့်တဲ့နေရာကိုရောက်သွားတာတော့ heat compression in heat collect the transfer of energy or between the object is due to fluid motion section မှာနော် section မှာ fluid motion အရေကိုယ်တိုင်ရွေ့တယ်လို့ပြောတဲ့ကြောင့်လို့ heat condension ကိုပြောရင်လားsorry compression heat compression 39 the heat is carried by the flowing fluid from one place to another တနေရာနေတနေရာကိုရွှေ့သွားတယ်ဆိုရင်လည်း heat compression လို့ခေါ်တယ်30ဆိုလို့ရှိရင် in cold region where rooms are heated by fire အခန်းထဲမှာခုနပြောတဲ့မီးဖို့မွေးထားဆိုရင် heat convection process အဲဒါကြောင့် convection process 31 coils occur only in a liquid liquid gas တွေမှာဖြစ်တာ solid မှာဖြစ်တာလေ heat convection ဒါပဲ the basic equation for rate of coil heat transfer is known as Newton laws of cooling နဲ့တွားပြီးတော့ကိုက်နေတာလေ convection နော် as an SI unit to တန်ဖို့ကျူကြဘာနဲ့ဖော်ပြလဲဆိုလို့ရှိရင် the watt per meter square per Kelvin နော်
ပြီးနောက်တစ်ခုကကျတော့ဒီမှာ T2 ကတဲ့ပို့ပြီးတော့များနေတယ် T2 များတယ်ဆိုရင် conversion positive T2 နဲ့တယ်ဆိုရင် negative the heat loss by coagulation model for human beings ဆို convention ပေါ့ဒါအပူချိန်နေလျှော်သွားတာဆို convention ပဲ convention နောက်တစ်ခုက heat coagulation transfer so he does not require material medium ဆိုတော့ဈာတွေကနေဈာကနေမလို့တာ heat radiation အကြောင်း radiation heat transfer by thermal radiation which are collared with electromagnetic wave အဲ့ဒါပြောနေတာ unlike condension and convection နဲ့မတူတာတော့ the transfer of energy by radiation does not require an collared medium interbanding နော် interbanding ပေါ့ interbanding သူတမတ်ထားတယ်လို့ medium လို့39တိထားကြည့်နော်က40 energy transfer by collared is the first step အမြန်ဆုံးနဲ့မှာ radiation ကအမြန်ဆုံးဖြစ်တယ်thermal radiation is a function of collared so thermal radiation is the function of radiation ပဲ emitted by body because of their temperature thermal radiation differ from other functions of thermal radiation ဆိုတာကကွဲပြားခြားနားတယ်တဲ့ other functions အခြားဘယ်လို radiation တွေတုံးဆိုရင်အခြားဒီ electromagnetic radiation တွေနဲ့မတူပါဘူးတဲ့နော်ပြီး43 collared is most considered to be a surface phenomenon for solid that are object to the thermal radiation ပါတဲ့ကြောင့်လို့ radiation ပဲနောက်က44 if an object has a good rate of emissions of radiation then it has a good rate of radiation ထုတ်လုပ်ဖို့အတွက် rate ကောင်းတယ်ဆိုရင်သူမှာဘာ rate ရှိလဲဆို absorption rate ကလည်းကောင်းတယ်ဒီက the object which can absorb all the electromagnetic radiation falling upon is called a black body ဒါလေးသိတယ် the radiation emitted by black body is called black body radiation the black body is not a collector but also best emitter perfect absorber အဲ့ဒါပြောထားနော် the blank is defined the total radius energy of the different wavelength emitted from unit area so surface area 1 second တစ် second ဒီမှာထုတ်လို့လိုက်တဲ့အရာ total emitted power အဲ့လည်းမိတတ်တယ်နော်ဒါလည်းကြက်ရမယ်ထဲမှာပါတယ်48ကလည်းကြက်ရမယ်ထဲမှာပါတယ်49 the total emitted power of the black body is directly proportional to the full power absolute temperature as Stephen Boltzmann law လေနော်အဲ့ဒါလည်းသိချချက် the maximum rate of the radiation နဲ့ပတ်သက်တဲ့ law ဒီ Stephen Boltzmann law ပဲရှိတာနော်အဲ့လေးတစ်ခုပဲရှိတယ်Collared is defined the ratio of total emitted power of an object that of the body at the same temperature and wavelength ဘာလဲ emissivity ကိုပြောတာ emissivity နော် the total emitted power of object other than the black body is the formula ကိုမေးတာ epsilon is equal to E epsilon နော်အဲ့ဒါကိုမေးတာဒီနောက်က black body is a co-absorber ကောင်းတယ်ဆိုလို့ရှိရင် close to 1နော်1နဲ့နီးသွားတယ်ဆိုလို့ရှိရင် co-absorber the emissivity ဆိုတာကဘယ်ပုံမှာတွားပြီးမိခွန်းနေဆို wavelength ဟုတ်နော်နေပြီးရင်နောက်တစ်ခုကကြတော့ L ခဏ okay ဘယ်နဲ့ရတာ okay collect the stereo system energy in the function of heat and watt ကိုလေ့လာတာ thermodynamic a good example of collect system ဆိုတော့ thermodynamic ပဲ thermodynamic system is a gas confined by piston in a cylinder thermal equilibrium is an thermal equilibrium 59လဲခဏမေးတတ်တယ် thermal equilibrium ဆိုတာကအရေးကြီးတဲ့ concept အတိတ်ညာဖြစ်တယ်ပေါ့ဘာမှမဆိုရင် thermodynamic ဒီမှာကပြီးဆိုရင် 1 2 system အရင်တာမယ် equilibrium မှာရှိရင် there is no heat transfer ပေါ့နော် heat transfer မရှိဘူးပြီးရင်နောက်ကဒီ zero loss of thermodynamic is a simple definition တော့ thermodynamic equilibrium နော်တာမယ် thermodynamic equilibrium ဒါတွေပဲ60 the first law of Quetelet ဆို the first law of thermodynamic မှာဆိုရင် is an application of the combustion energy for heat and thermodynamic process ဒါတွေကြီးပဲ60ဒီမှာ the first law of ဘာလဲ thermodynamic ပဲနော်နောက်က62မှာဆိုလို့ရှိရင်the change in Quetelet of a system is equal to the net heat flow into the system minus လို့ပြောရတယ်ဆိုတော့ delta U ကိုပြောနေတာ delta U ကဘာလဲ internal energy အဲကြောင့်ဖြစ် internal energy ပါ60 the change ပြီးရင်63 the Quetelet of a system is defined as the sum of the energy တွေအကုန်ပေါင်းထားတာပါလေ internal energy ဒါပါပဲ64 the internal energy of ideal gas depend only on Quetelet မှာပဲမိခိုးရဲဆိုတော့ဒါ volume pressure နဲ့ temperature ရှိလို့ temperature 65 internal energy of an ideal gas the internal energy နဲ့ absolute temperature နဲ့က directly proportional heat transfer and water put in transit နောက်66က TINSIT transit အဲ့လိုရောသိချာကြည့်ထားမယ်နော် Quetelet energy is a function of energy completely different from either heat or water လုံးဝပြည့်စုံကွဲပြားခြားနားတာက internal energy 68 a Quetelet process may be defined the change from one equilibrium state of a system to another equilibrium state တစ်ခုကနေတစ်ခုကိုပြောင်းလဲနိုင်တဲ့ process right process က thermodynamic there are various thermodynamic process that are important in Quetelet heat engine နဲ့thermodynamic ပုံစံတွေမျိုးရှိအဲ့ဒါတွေကဘာမှအရေးကြီးလဲဆိုရင်သူရဲ့ engineering ဆို heat engine တွေမှာအရေးကြီးတယ် in thermodynamic တွေမှာဆိုရင်လည်းအဲ့မှာဆိုတော့ quasi static process ကိုကြာဘလို့ process လို့ခေါ်လဲဆိုရင် quasi equilibrium လို့ခေါ်တယ်
quasi equilibrium လို့ခေါ်ပါတယ် okay နောက်က in color process a constant pressure ဆို isobarics နော်ပြီးနောက် an example ဆိုမှာ cylinder နဲ့ပတ်သက်တဲ့အရာဆိုလို့ရှိရင်လည်း isobarics 83ဒါကြီး work chain energy อ่ะကွက်လက် in isobaric process ဒီမှာအဲ့ဒါတွေအကုန်လုံးကဘာဖြစ်လဲဆိုရင် तू က non zero เนาะခုနပြောတယ် constant volume ဆိုရင်84ရောက်သွားပြီ constant volume isochorics ကိုဘယ်လိုခေါ်လဲနောက်မှာပါတယ် an example ဆို isochorics color process isovolumetric constant temperature isothermal delta U is equal delta U is 0 နဲ့ညီမျှတာဘာမှမဆိုရင်80 comma က isothermal မှာเนาะheat transfer တွေလုံးဝမရှိတာက iso ပါလဲ iso sorry adiabatic ကိုပြောတာ adiabatic heat energy က heat engine တွေကကြတော့ဒါ comma heat ကနေပြီးတော့ဘယ်ကိုပြောင်းမလဲဆိုရင် mechanical energy ကိုပြောင်းပြီးတယ် a series of process တစ်စင်ဖြစ်နေတာ is brought back to its initial state ငါကမူလာတိုင်းပြန်ရောက်သွားတယ်ပြန်ဖြစ်တယ်ပြန်ရောက်တယ်အဲ့ဒါ cycle လို့ခေါ်တယ်81 Collect for heat engine in the ratio output to input as a jaro to a jaro thermal efficiency ပေါ့ thermal efficiency of a heat engine in the ratio of what output to heat input transformation တွေနဲ့ပတ်သက်ပြီးတော့မှာတဲ့သူကဒီ general type of engine နှစ်မျိုးရှိတယ်အဲ့ဒါ internal combustion engine နဲ့ string engine နောက်80က string engine 83 two types of internal combustion engine ကိုနှစ်မျိုးထပ်ခွဲတဲ့ gasoline engine နဲ့ diesel engine နဲ့84in gasoline engine မှာဆိုရင် the combustion လောင်ကျွမ်းပြီဆိုလို့ရှိရင်ဘာဖြစ်လာလဲဆိုရင် explosively by an electric spark as an electric spark ကိုပြန် the cycle involve the performance of sip process which are for require motion of pistons and a core stroke နော် stroke လို့ခေါ်တယ်6မျိုးရှိရတယ်ဒီမှာ4မျိုး stroke လို့ခေါ်ရဆိုရင်မျိုးလေးနော် the combustion process at the ends of the power stroke are stay at the higher pressure and temperature than the outside နော်ဒါအပြင်မှာပိုပြီးများတယ်ဆိုပုံစံ the combustion engine operate on either 2 stroke or 4 stroke diesel engine unlike the spark ignition gasoline engine နဲ့မတူတာကတော့ဒီ gasoline engine နဲ့မတူတာကဒီdiesel engine တွေမှာကျတော့သူက L into the combustion chamber တွေပါတယ်ပေါ့နော်89 the pressure created by the combustion of fuel လောင်စာတွေလောင်ကျွမ်းပြီးတော့ဖြစ်လာတဲ့ pressure တွေက drive the piston တွေကိုဘယ်လိုဖြစ်စေလဲဆိုတော့ piston ကိုထောင်းဝအောက်ကိုရောက်သွားစေတယ်ပြီးခုန string engine ဆိုလို့ရှိရင်3.3နဲ့300ဟုတ်နော်3.3 300နောက်က gasoline engine 91 gasoline engine မှာဆိုရင်သူကဘာနဲ့လဲဆိုရင်680 300နောက်ဆုံးကကျတော့ diesel engine က8.3နဲ့300အဲ့လိုလေးပဲ in 1824တဲ့1824မှာအမှ Nicolas Leonard Séricanot French engineer က describe ဖော်ပြခဲ့တဲ့ equivalent engine ဘာ engine ဖြစ်မလဲဆိုရင် hypothetical engine အဲ့လိုမိတယ်နော် hypothetical engine Carnot engine ဆိုတာက is a heat engine operates an ideal quality cycle ideal reversible cycle တခါတည်းမှာ Carnot cycle ဒီဘယ်လိုခေါ်လဲဆိုရင် ideal reversible cycle လို့ခေါ်တယ်နော်နောက်က a process that does not satisfy the requirements တဲ့နော်လုံးဝ requirements လိုအပ်ချက်တွေအကုန်လုံးဝမပြည့်စုံသေးနိုင်တဲ့ process ကဘာ process လဲဆိုရင် irreversible process လို့ခေါ်တယ်ကဲ96 the Carnot cycle was a for reversible process two quality process adiabatic နဲ့ adiabatic process က2ခုနောက်က isothermal process က2ခုအဲ့ဒါက Carnot cycle မှာပါတာ since the thermal efficiency of the heat engine is defined as the ratio of quality output work output heat input အဲ့ဒါအပေါ်မှာလည်းပါသွားတယ် although Carnot engine is not 100% efficient တရားခိုင်နှုန်းသူမလုပ်နိုင်ဘူးအဲ့လိုပုံစံမျိုးရတယ်နော်နောက်ဆုံးက corollaries of the Carnot theorem state that all reversible engine operating between the same heat reservoir တွေက equally efficient ဖြစ်တယ်ဆိုရင်ဟောမိထားပေါ့နော်ဆိုတော့ဒါ69ပေါ့ပေါ့အဲ့ဒါပြီးဆိုရင်ဆရာတို့ခါတိုင်းပုံစံအတိုင်းပဲ chapter index လာမယ်နော် chapter index ကလည်း chapter 5နဲ့ပတ်သက်ပြီးတော့40ဘူးပေါ့နော်2 focus 10ဘူးအမှန်ယူsorry quality 15ဘူးအမှန်ယူ15ဘူးဆိုပြီးစုစုပေါင်း40ဘူးဒါဖြည့်လို့ရမှာပေါ့နော်အဲ့လိုလေးဖြည့်မယ်ဖြည့်ပြီးဆိုလို့ရှိရင်ဒီရောက်တွေဘာသာမလဲဆိုရင်ဒါမေးခွန်းပေါ့နော်မေးခွန်းရဲ့ဒီအဖြေတွေပေါ့သူပြရဲ့အဖြေတွေပါမယ်ပြီးနောက်က chapter index ရဲ့အဖြေတွေပါတယ်ပေါ့နော်ဆိုတော့ဒါလေးလည်းဒီစာကြည့်ထားမယ်ဆိုလို့ရှိရင်တော့အဆင်ပြေပါလိမ့်မယ်ဆိုတော့ဆရာတို့ chapter 5နဲ့ပတ်သက်တဲ့ဗီဒီယိုကဒီမှာပါဆက်လိုက်ပါမယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်ပြီးမှတွေ့ကြပါမယ်ဗီဒီယိုအစားဆုံးကြည့်ကြည့်ပေးတော့အားလုံးကျေးဇူးတင်ပါတယ်